ဆူတောင်းပြည်လုံးနဲ့ထူးခြားအံ့ဖွယ်ပခေါ်ရှိဖျားဖြစ်ပေါ်လာပုံရွှေတကုံဖျားပေါ်မှာတကိုးကြီးဖျားတွေကျဲဝါတဲ့တမိုင်းနောက်ခံဖျားတွေအများကြီးရှိတာအလုံးသိကြမှာပါဖျားတိုင်းကလည်းထူးခြားချက်တွေကိုယ်စီရှိနေကြတာပါအဲ့တဲကဖျားတဆူကလည်းစမ်းကျဲတဲ့နာမည်နဲ့ကင်းဝတ်စံပဲနေတယ်လို့ထူးခြားတဲ့တကိုးတော်တွေလည်းရှိတယ်လို့နာမည်ကြီးပါတယ်အဲ့ဒါကတော့တနင်္ဂနွေတောင်နာကဖျားအမှတ်82ပါပဲဖျားရဲ့ပွဲတော်ကတော့ပခေါ်ရှိလို့ခေါ်ပါတယ်ဖျားနာမှာဘလူးရုပ်တွေခံထားတာကြောင့်တချို့ကလည်းဘလူးဖျားလို့ခေါ်ကြတာပါတကယ်တော့ဒီဖျားစင်းတို့တီထားပူဇော်ရဖို့မလွယ်ကူခဲ့ပါဘူးအဲ့ဒီတုန်းကရင်မြေပေါ်မှာဖျားတွေနဲ့ပြည့်နေတာဖြစ်လို့နောက်ထပ်တီခွေးမပြုတ်ဘူးလို့ကန့်သက်ထားခဲ့တဲ့အချိန်လေးဖြစ်ပါတယ်ဒါပေမဲ့ပကောရှိဆိုတဲ့ပုဂ္ဂိုလ်ထုတအုပ်ကြောင့်နောက်လာနောက်သားတွေဒီဖျားကိုဖူးမြော်ခွင့်ရတဲ့အချိန်တွေရှိလာတာပါပကောရှိဆိုတဲ့ပုဂ္ဂိုလ်ထုဟာရှမ်းဗမာကပြလေးဖြစ်ပါတယ်ငယ်စဉ်တွေကမိဘတွေနဲ့ဝေးကွာခဲ့ရတာပါဘာလို့လဲဆိုရင်မိဘတွေကတပြတွေရဲ့လက်ချက်နဲ့ဆုံးပါသွားခဲ့ရလို့ပါပဲဒါကြောင့်မိဘမဲဖြစ်ပြီးတော့လေးလေးຫນွေချိန်မှာဒီဘက်ပြန်ခေါ်သွားပြီးတော့ရဟန်းပြုတ်ပေးခဲ့တာပါပါရမီရစ်တန်နဲ့ပကောရှိဟန်လေတရားကိုစ조사အားထုတ်ခဲ့ပါတယ်ဘလောက်တောင်လေးဆိုရင်တော့ဂူပိတ်တရားကြည့်ရင်နဲ့အသေးစခန်းဝင်သွားတဲ့အထိပါပဲအသေးစခန်းဝင်နေဆိုတာကဂူမှာအပေါက်သေးသေးလေးတော့ဖောက်ထားပါတယ်တပည့်တကာတွေကအဲ့ဒီပေါက်သေးကနေစွန့်ကတ်ခဲ့ကြတာပါရဟန်းကစွန်ဖုံးပြီးရင်တပိတ်တွေကိုပေါက်ကနေပဲပြန်ထုတ်ပေးပါရီ။ဒါပေမဲ့3ရက်ပြည့်လို့တပိတ်ပြန်ထွက်မလာရင်ဂူကိုအသေးပေးလိုက်ရမှာပါ။ဒါကဒီဘက်ဖုတ်ကြီးတွေရဲ့အသေးစခန်းတရားကျင့်ကြံနေလေဖြစ်ပါရီ။ရဟန်းတော်ပကောရှိလေအဲ့လိုကွက်တီဖြစ်ခဲ့တာပါ။3ရက်ကြာလို့တပိတ်ပြန်မထွက်တဲ့အခါဂူဝကိုအသေးပိတ်ချလိုက်ပါရီ။အားလုံးရဲ့တွေးမှာတော့သူတို့စီကတော့မတွေးရတော့ဘူးဆိုတဲ့အတွေးတွေနဲ့ပါပဲ။အဲ့လိုပဲတကယ်ဖြစ်ခဲ့တာပါ။ဖုံတော်ကြီးကကျင့်စဉ်ပြီးလို့ပြန်ထွက်လာချိန်မှာတပည့်တွေကိုမတွေ့ရတော့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်နှစ်ပေါင်းရာချီကြာခဲ့လို့ပါပဲ။ဒီချိန်မှာဆရာတော်တီးတဲ့သူတွေတိဘက်မှာမရှိတော့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့အားလုံးကွယ်လွန်သွားကြပြီးနောက်မျိုးဆက်တွေထိရှောက်လာလို့ပါပဲ။ဒါကြောင့်ဘလို့သာသနာပြုရမလဲဆိုတာစဉ်းစားရင်မြန်မာနိုင်ငံကိုတတိယသွားခဲ့တာပါ။ဒီလိုနဲ့မွေးဖွားခဲ့တဲ့နိုင်ငံကိုကြိုးပြုခြင်းစိတ်လေးပေါ်လာခဲ့ပါရီ။ဒီလိုနဲ့ပကောရှိဖုံးတော်ကြီးကမြန်မာကိုလာရောက်ပြီးတော့နန်းဦးဆရာတော်နဲ့တွေ့ဆုံခဲ့တာပါ။အဲဒီနောက်ဦးကျော်မင်းဆိုတဲ့တကားတယောက်စီမှာနန်ကင်းပြီးတော့သာသနာဆက်ပြုခဲ့ပါရီနောက်ဆုံးမှာရွှေတကောဖျားတနုနေတောင်မှာဒီဖျားလေးကိုတင်နိုင်တဲ့အထိကြိုးပမ်းခဲ့တာပါတစ်ချိန်ကဆိုရင်ပကောရှိဖျားဟာတင်မောသားတွေကြားမှာရေပန်းစားခဲ့ပါရီစူတောင်းပြည့်တယ်လို့ဒိတ်တန်အောင်နေဆိုပြီးနာမည်ကြီးလိုပါပဲလက်တွေကြုံခဲ့ကြသူတွေရဲ့ပြောစကားအရမဟာသမယတုတ်ခုနှစ်တုတ်ကိုခုနှစ်ခါပို့စော်ပြီးတော့ပထန်းတနေ့နှစ်ကြိမ်ယူဖက်ခါဘလူးနဲ့မင်းကြီးတွေကိုမြစ်တာပေါ်မျှဝေရင်ရလက်ထူတယ်လို့လည်းပြောကြပါရီနောက်ပြီးတော့ဒိတ်တန်ပြည့်မဲ့အကြောင်းကိုအိမ်မက်နဲ့နမိတ်ပေးတတ်တယ်လို့လည်းနာမည်ကြီးနေတာဖြစ်ပါရီအဲဒါကြောင့်နိုင်ငံခြားသွားဖို့ရတဲ့မအေးချသူတွေပကောရှိဖျားဖူးမြော်ပြီးတော့ဒိတ်တဲ့ဝင်နိုင်ဖို့ဗီယိုလင်းနဲ့မျှဝေပြီးညီကုန်းချုပ်လိုက်ပါရီအစုံဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်